အားလုံးမင်္ဂလာပါကျွန်တော်ရွှေနောက်လည်းဆို channel season ပုံမှန်20လေးရွှေကပင်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့တက်ဆက်ပေးခြင်းနဲ့ဗီဒီယိုလေးရပါတော့ကျွန်တော်ငချင်းစီနဲ့ငချင်းပြန်ကြော်တဲ့နည်းကိုတုံမ24နာရီလှစ်စင်မိရအောင်လုပ်တဲ့နည်းကိုတိကျအောင်မြင်သွားခဲ့ကျွန်တော်တို့ဇေယျဝရီယာကူမိုင်းနည်းလေးပေါ့နော်ဆိုတော့သူ့ရဲ့နည်းလေးကျွန်တော်တို့တစ်ချက်လောက်တူကြည့်လိုက်ရအောင်နော်ကဲကျွန်တော်အရင်ဆုံးနော်ဒါတော့မီဆက်အဟောင်းဘိန်းပေါ့နော်ပြင်ကျွန်တော်တို့ဒါတော့ဒီမော်တာပေါ့နော်ဒီဘက်ကတော့ဒိုင်နမိုပေါ့နော်ဂျင်နရေတာပေါ့ပြီးတော့ချက်ခတ်ဘိန်းလေးပေါ့နော်ရှေ့တစ်ခုနောက်တစ်ခုရှေ့တစ်ခုနောက်တစ်ခုဆင်လိုက်မယ်နော်အဲ့ဒါဘိန်းလေးဟိုဘက်ကလည်းဂျီမော်တာလဲမှာပေါ့နော်ဂျီမော်တာလဲရင်လည်းဘိန်းလေးပဲပေါ့နော်အဲ့လိုပဲဘိန်းလေးဒိုင်နမိုကဂျင်နရေတာလေပြီးတော့လက်စစ်ထွက်မယ်ပေါ့နော်ဒီပလပောက်ခုံနော်ပလပောက်ခုံတက်ပြီးတော့ဘိန်းကိုလေအောင်လို့ကျွန်တော်တို့ကျိုးနဲ့လှည့်ပြီးတော့ဆွဲလိုက်မယ်နော်အဲ့လိုဆိုရင်ဘိန်းလဲတဲ့အတွက်ဂျင်နရေတာနဲ့လက်စစ်ထွက်မယ်ဒီထွက်လာတဲ့လက်စစ်ကဒီမှာတစ်စင်းကျွန်တော်တို့မော်တာစီရောက်ပြီးတော့မော်တာနေလဲမယ်မော်တာလဲတဲ့အတွက်ဂျင်နရေတာပါထပ်ပြီးတော့လဲမယ်နော်ဒီလိုနဲ့ငချင်းစီနဲ့ငချင်းကြော်လို့ဖြစ်ပြီးတော့နော်လက်စစ်က24နာရီချက်ရှိနေတော့မှဖြစ်တာပါနော်ကဲနော်ဟုတ်ရနော်လောကငချင်းစီနဲ့ငချင်းကြော်တဲ့နည်းလေးပဲနော်ကဲရလာလက်စစ်မှာကျွန်တော်တို့ချားရနေမိတွေပါလေထုံးလို့ရတယ်နော်တို့ညံပြည့်နော်ဖျောက်ရီသားတွေဖျောက်ရီသားတွေညံပြည့်ချက်ကတော့လန်ထွက်နေတာပဲလိုက်နော်ကဲစုံနေကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါနော်ခုလိုစိတ်ဝင်စားကြဗီဒီယိုဒီနေ့ဒီနေ့ပုံမှန်ဆက်ပြီးတော့ပြီးလို့ကျွန်တော် YouTube channel လေး subscribe လုပ်နေ subscribe လုပ်တော့ပြီးကြပါနော်အားလုံးကျေးဇူးတင်ပါတယ်